အော်ဒါရွှေရည်လေးလှူလို့ဖြစ်တာလေးဝင်းမြပေးလိုက်ပါတယ်အကုန်လုံးအားပေးကြကြလို့ကိုတော့လုံးဝမတောက်လိုက်ရဘူးပေါ့နော်ကဲအရှင်ဦးဆုံး Dreamy Cream နှုတ်မုတ်လေးတစ်ထုပ်ချဲ့ပါမယ်ပြီးရင်ရေနွေးချဲ့ပါမယ်တကြားတော့တပိတ်တစ်ခွဲလောက်အရင်ထည့်ထားတာပေါ့နော်ပြီးမှလိုမထည့်ပါမယ်ဒါတကြားတွေနှုတ်မုတ်တွေအကုန်လုံးပျော်အောင်လို့ဇွန်းလေးနဲ့အဆက်မပြတ်မှွေထားပေးပါမယ်ကဲပြီးရင်အချိုလေးလဲလေးအောင်လို့စားလေးနည်းနည်းလဲချဲ့ပါမယ်နိုးစိမ့်2ဘူးနိုးစီ2ဘူးလောက်လဲချဲ့လိုက်ပါတယ်ပြီးအကုန်လုံးပျော်အောင်လို့ဇွန်းလေးနဲ့မှွေထားပေးပါမယ်ကဲပြီးရင်ဖောက်ရာအစီလေးလဲချဲ့ပြီးတော့ဇက်တိုက်လေးမှွေထားပေးလိုက်ပါမယ်ကဲပြီးရင်တော့ကြောက်ကြောထည့်ပါမယ်နော်ကြောက်ကြောကတော့ရိုးရိုးကြောက်ကြောရောဒါကြောက်ကြောအမဲလေးရောချဲ့လိုက်ပါတယ်ပြီးရင်တော့တာကူလေးတွေလည်းဒါ2ရောင်လောက်ဆက်ပြီးတော့ထည့်ထားပေးလိုက်ပါတယ်ပြီးရင်တော့ပင်ဖိန်းလေးလည်းကြိုက်တော့ပင်ဖိန်းချယ်လေးတွေဒါ2ရောင်လောက်လှုပ်ထားလေးကိုချဲ့ထားပေးလိုက်ပါတယ်ကိုကြိုက်တာလေးကိုတော်တော်စုံလေးလှုပ်ထားရပါတော့ရိုးရမျှော်ချောင်းလေးချဲ့တယ်ပြီးရင်ပင်ပွားစိတ်လေးချဲ့ပါတယ်ဆေးကလမာလေးလည်းချဲ့လိုက်ပါတယ်ကဲတေချာလေးမှွေပြီးတော့ရေခဲတုံးလေးပါချဲ့မှွေလိုက်ပါတယ်ဒါပေါင်မုံလေးပါထည့်လိုက်တယ်ပေါ့နော်အားလုံးလူ200စာလောက်တော့ကျွေးလို့ရပါတယ်ဒါလေးကိုတော်တော်လေးကြိုက်ကြရပေါ့နော်ခဏလေးနဲ့တိုးလုံးအပြောင်ပါပဲကဲဒါကတော့တကြံအကြနေလေးမှာလှူလို့ဖြစ်တာလေးဝင်းမြပေးတာပါကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင်